Namo tassa bhagavato arahato dhamma sambuddhassa. Namo tassa bhagavato arahato samma sambuddhassa. Namo tassa bhagavato arahato samma sambuddhassa. ယနေ့ဦးဇင်းပြောပြခြင်းတဲ့ဤကတော့ဘဝစကဘဝတနာသုတ်တံကိုတိဘက်တန်ရိုးရာအနေအဖြစ်ရှင်းပြရမည်ဖြစ်ပါတယ်တိဘက်တန်ရိုးရာအနေထားမှာတော့ဘဝစကကိုသူတို့ကရုပ်ပုံကားချက်လေးနဲ့ပြတယ်ပေါ့နော်အဲ့ဒီရုပ်ပုံကားချက်လေးမှာပထမဆုံးပါဝင်တဲ့ရုပ်ပုံကားချက်ကတော့ဘေးမှာမာရာကြီးကပေါ့နော်ဒီပရိကားချက်ကြီးကိုသူကစုပ်ကင်ထားတယ်မာရာကြီးကဘာနဲ့တူသလဲဆိုရင်မာရာကြီးကသေခြင်းတရားဆိုတာကဥစဉ်လို့လူဘဝကိုလည်းဖြစ်လာပြီဆိုရင်မိမိရဲ့သေခြင်းတရားမှာဘယ်မွေးခြင်းကနေသေဆုံးခြင်းထိဖြစ်လာတဲ့တောတွင်းမှာပေါ့နော်ရှင်သန်ခြင်းကို time လို့ပေါ့အချိန်အားဖြင့်ဘလောက်သက်ရှိနိုင်သလဲအဲ့ဒီမွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားမှာရှိနေတဲ့အရာကိုမာရသေဆုံးခြင်းကို time အချိန်အားဖြင့်ပေါ့နော်မာရဆိုဝါမျိုးခြင်းပဲအဲ့ဒီဘွဲစကဘောဒနာသုတ်တံမှာသူတို့ဆွဲထားတဲ့ virtue ထဲမှာအလဲဆုံးမှာပါနေတဲ့ဟာလေးကဘာလဲဆိုရင်ဥစဉ်တွေရဲ့လောဘဒေါသမောဟလို့ခေါ်တဲ့ရေတောင်းမြစ်အဲ့ဒီရေတောင်းမြစ်ကြောင့်မိမိတို့လူဘဝကြီးကိုဖြစ်လာကြတယ်နောက်ထပ်ပြိတ္တန်ခြင်းနေခြင်းတွေဖြစ်လာတယ်အဲ့ဒီလိုဖြစ်လာရခြင်းကဒီမိမိတို့ရဲ့လောဘတရားတွေမောဟတရားတွေဒေါသတရားတွေဒါကြောင့်ပေါ့နော်လူတစ်ယောက်ကလောဘကြီးနေတယ်မိမိရဲ့စိတ်လိုချင်မှုတောင်းတမှုတွေကိုအတော်မတတ်နိုင်ဘူးဆိုရင်မိမိတို့ကဒီပြစ္ဆုတ်ပံဘဝဖြစ်နောက်ဘဝမှာပဲလဲဖြစ်မိမိတို့ကဒီဘဝတဏှာတွေဖြစ်နေတယ်ဒါကြောင့်မိမိတို့ကစက္ခဘဝတဏ္ဍာလဲနေတယ်အဲ့ဒီလောဘဒေါသမောဟတွေကဘာတွေနဲ့တူတယ်လဲဆိုရင်လောဘကတော့ဥစဉ်လို့သိင္ကနဲ့တူရပါတော့သိင္ကကသူ့ရဲ့ကောင်းကင်ကနေလှမ်းကြည့်ပြီးတော့လိုချင်မှုတောင်းတမှုတွေမိမိတို့ရဲ့သူ့ရဲ့အစားအစာတွေကိုလိုချင်မှုရှိနေတယ်ပေါ့နော်အဲ့ဒီသိင္ကကကောင်းကင်ကနေလှမ်းကြည့်ပြီးတော့ကျတော့သူ့ရဲ့လိုချင်တောင်းတမှုအတွက်သူကကောင်းပလောင်တွေကိုရှာဖွေတယ်ဘလောက်ပဲစားသူ့မှာပြည့်စုံတယ်လို့မရှိဘူးဒါပါတော့ဆိုလောဘနဲ့တူတယ်ဒေါသကဘာနဲ့တူတယ်လဲဆိုရင်ဒေါသကတော့မွေတလိษံနဲ့တူရပေါ့နော်မွေတလိษံကဘာလဲဆိုရင်အမြဲတမ်းသူ့ရဲ့အစိတ်ကိုအာကိုပြီးတော့တတဝါတွေကိုတတ်ချင်တယ်သူ့ရဲ့ရန်သူတွေဖြစ်ဖြစ်သူ့ရဲ့အစားအစာတွေဖြစ်ဖြစ်သူကတတ်ချင်တယ်အမြဲတမ်းဒေါသတွေဖြစ်နေတယ်လူတစ်ယောက်မှလည်းအဲ့လိုပဲဒေါသတွေအားကြီးတဲ့ပုဂ္ဂိုလ်ကသူ့မှာရန်သူတွေများနေတယ်သူ့ရဲ့စိတ်ကလည်းအမြဲတမ်းမလုံးမုန်းတိမှုတွေဖြစ်နေတယ်ဒါတွေကတော့ဒေါသတရားတွေပေါ့နောက်ဆုံးကမောဟဘာနဲ့တူလဲဆိုရင်တော့မိမိတို့ဝတ်တကောင်နဲ့အလားတန်တူပဲပေါ့ဟောကသူကစားဖို့တောက်ဖို့အိပ်ဖို့ပဲကာမဂုဏ်အာယုန်တွေပြောပါဖို့ပဲအဲ့ဒါကတလိษံနဲ့တူနေတဲ့ဝတ်တကောင်တူပဲပေါ့နော်ဘာမှမတွေးတော့သူ့ရဲ့နာခဲ့အကြောင်းရလည်းမတွေးတော့ဘူးပေါ့အဲ့ဒါမောဟတရားနဲ့အာကြီးအဲ့ဒါလိုမိမိလုပ်ခဲ့တဲ့ကောင်းကံမကောင်းကံစေတနာတွေကပဲမိမိတို့ရဲ့ဘဝတွေကိုမြင့်တင်ပြီးတော့ပေါ့နော်အဲ့ဒါဆိုမိမိတို့ကကောင်းတဲ့ဘဝဟိုဗြဟ္မဘုံဘဝတွေလည်းရောက်ရှိမယ်နတ်ဘုံဘဝတွေလည်းရောက်ရှိမယ်ဒါမိမိပြုခဲ့တဲ့ကောင်းမှုတွေအတွက်အဲ့ဒီကောင်းလူဘုံတွေကလည်းကောင်းတဲ့ဘုံတွေပါအဲ့အောက်တဲ့နှိမ့်ကြတဲ့ဘဝတွေဆိုလိမ့်ဆန်ဘဝတွေရောက်ရှိမယ်ပိဋ္ဌာဘဝတွေရောက်ရှိမယ်ပိဋ္ဌာဘဝတွေဆိုတာကတော့နှုတ်သီးလေးကတင်းချင်းလေးခန္ဓာကိုယ်ရဲ့ကြီးအစာရည်စားတဲ့မောဘူးရေတောင်းလည်းမောဘူးအမြဲတမ်းဒုက္ခတွေတောကတွေနဲ့ရှင်သန်နေရတဲ့ပုဂ္ဂိုလ်တွေတတ္တဝါတွေကိုတော့ပိဋ္ဌာဘဝအဲ့ဒီဆိုတာကတော့ငရဲဘုံလို့ခေါ်တဲ့ဟန်ဂရီပုဂ္ဂိုလ်တွေကတော့အမြဲတမ်းသူတို့ကပုဂ္ဂိုလ်တွေအမြဲတမ်းသူတို့မှာပူပင်သောကတွေရင်ဆိုင်နေရတယ်ငရဲမီးတွေလောင်မြချင်းတွေခံနေရတယ်အဲ့ဒီပုဂ္ဂိုလ်ကဘယ်တော့မှကောင်းတယ်ဆိုတာကိုတစ်စက်လေးမှမရဘူးเนาะမြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့သူမှာလဲနိရိယဘုံဆိုနိဆိုတာကတော့အပကျင်တော့ဒုက္ခချမ်းသာခြင်းမှာအပကျင်တဲ့ဘုံပေါ့เนาะဘယ်တော့မှကောင်းခြင်းချမ်းသာဆိုတာကိုသူတို့မတွေ့ရဘူးအဲ့ဒီဘုံဘဝရောက်သွားရင်တော့မိမိတို့ကတော့ဘယ်လို့မှအပေါ်ရောက်ဖို့တော့မလွယ်တော့ဘူးเนาะအဲ့ဒါကြောင့်မလို့
မိမိတို့ပြုခဲ့တဲ့ကောင်းမှုကုသိုလ်တွေစေရနာတွေကပဲမိမိတို့ကျိုးပေးမယ်အဲ့ဒီမှာနောက်ဆုံးပြထားတဲ့ဟာကဘာလဲဆိုရင်အဝိချ္ချပစ္စယသင်္ခါရစရှိတဲ့ဖြစ်ပေါ့နော်တွဲလင်းလို့ခေါ်တဲ့12မျိုးသောအင်္ဂါရက်တွေကနေပြီးတော့ဒီတန်ရာကြီးကိုချဲလဲနေရပေါ့ဥစဉ်လို့မသိမှုအဝိဇ္ဇာကြောင့်သင်္ခါရတရားတွေဖြစ်ပြနေတယ်အရာရာအလုံးဖြစ်ပြနေတယ်ဒါကပြီးတော့ဝိညာဉ်မိမိတို့သိမှုမသိမှုနားလည်မှုမနားလည်မှုအဲ့ဒီတရားတွေအဲ့ဒီကနေပြီးတော့မိမိတို့လူဘဝကိုဖြစ်လာတယ်ပေါ့နော်လူဘဝကိုဖြစ်လာတော့မိမိတို့မှာတာကျွေးမှုမေယာကျွေးမှုမိမိတို့ပညာရေးစရှိသည်ဖြစ်ပေါ့နော်မိမိတို့ခံစားစံစားနေရတဲ့ဟာတွေပေါ့မိမိတို့ကြည်မယ်မြင်မယ်နားထောင်မယ်အဲ့ဒီသလယရဏပစ္စည်းအဲ့ဒီသလယရဏဘာတွေဖြစ်တယ်လဲဆိုရင်မိမိတို့ဆွဲလန်းမှုတဏှာတွေဖြစ်စေတယ်အဲဆွဲလန်းမှုတဏှာတွေကြောင့်ပဲမိမိတို့ရဲ့ဘဝတွေကစက္ကန့်ဖြစ်နေတယ်ဒါကြောင့်မိမိတို့ရဲ့ဘဝတွေကိုဒီတန်ရဆက်ဝင်ရဖြတ်ချင်တယ်ဆိုရင်မိမိတို့မသိမှုဟာကိုအသိမှုလေးပြောင်းလိုက်ရင်မိမိတို့ကောင်းတဲ့အသိဉာဏ်လေးတွေနဲ့ပြောင်းလိုက်ရင်မြတ်စွာဘုရားဟောကြားခဲ့တဲ့တမာဒိဋ္ဌိဆိုတဲ့ကောင်းသောယူမှန်ခြင်းတွေနဲ့ပြောင်းလဲလိုက်မယ်ဆိုရင်တော့အဲ့ဒီအစစ်စစ်တွေပြတ်သွားပြီပေါ့နော်ဆရာတော်ကြီးတွေဟောကြားတာကတော့ဝေဒနာနဲ့တဏှာကြားမှာမိမိတို့ရဲ့ဖြစ်လာတဲ့ဘဝတွေကိုဖြတ်ရမယ်အဲတဏှာမရှိတော့ရင်တော့မိမိတို့ဤဘဝထိုဘဝမှာဖြစ်တော့ဘယ်နဲ့ဤဘဝမှာပဲအဆုံးသတ်ပြီးတော့နောက်ထပ်ဘုံဘဝဆိုတာမရောက်တော့ဘူးเนาะမြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့သုတ်တန်တစ်ခုမှလည်းရှိပါတယ်ပင်လယ်ကြီးမှာမျောနေတဲ့တစ်တုံးကြီးအဲ့ဒီတစ်တုံးကြီးကလိုင်းကြောင့်လည်းရွေးရှားနေရေကြောင့်လည်းရွေးရှားနေတယ်လေကြောင့်လည်းရွေးရှားနေတယ်ဘယ်သူမှမဆယ်ယူဆိုရင်တော့ပင်လယ်သုံးမှာမျောလိုက်ပင်လိုက်သွားလိုက်လာလိုက်ပေါ့နော်လေတဲ့ဆွေးမြေ့ရွရွပြီးတော့အဲ့ဒီမှာပြက်စီနောက်တဲ့ဖြစ်ဒီအဲ့ဒီတစ်တုံးရကန်းလည်းမကတ်နိုင်ဘူးနော်လူတယောက်ကဆယ်ယူလိုက်တယ်သို့မဟုတ်လေကြောင့်ပဲဖြစ်ဖြစ်လှိုင်းပို့လို့ပဲဖြစ်ကန်းကိုကတ်သွားပြီဆိုရင်ထို့အတူပဲမိမိတို့ရဲ့အတန်တရားဆက်ရဟတ်ကြီးပြတ်တော့မယ်ဆိုရင်ကန်းတစ်ဖက်ပေါ့နော်ဤဘက်ကန်းမှအဝိဇ္ဇာမသိမှုဆိုတဲ့ကန်းတစ်ဖက်မှဒီဘက်ကအသိဉာဏ်ရှိတယ်သမာဓိဉာဏ်နဲ့ဆင်ခြင်လိုက်တဲ့လွတ်မြောက်ခြင်းဆိုတဲ့ကန်းတစ်ဖက်နိဗ္ဗာန်ကန်းတစ်ဖက်ကိုကတ်လိုက်ပြီဆိုရင်တော့မိမိတို့ရဲ့အတန်တရားဆက်လျက်ကြီးပြတ်ပြီဒါကြောင့်မလို့မိမိတို့ကလည်းပရိစ္ဆာသမုပ္ပါမြတ်စွာဘုရားဟောကြားတဲ့ပရိစ္ဆာသမုပ္ပါဆိုတဲ့တကယ်အမှန်တရား reality တရားတွေကိုမိမိတို့ရဲ့ခန္ဓာဉာဏ်ရောက်ရှုမှတ်ပြီးတော့လောကကောင်းကျိုးသာသနာကောင်းကျိုးဘဝကောင်းကျိုးမိမိတို့ရဲ့ကောင်းကျိုးတွေကိုဖြည့်တည်နိုင်ကြပါစေလို့